ပွဲတော်ရဲ့အရေးကြီးဆုံးကတော့နောက်ဆုံးရက်မှာကျင်းပတဲ့ဘာသာရေးအခမ်းအနားပါအဲဒါကတော့ဒပိုင်လွန်ဂိတ်ကနေစပြီးတော့ Acropolis တောင်ကုန်းပေါ်အထိစီတန်းလမ်းလျှောက်တဲ့ဘာသာရေးပွဲပါဂိတ်ကအေသင်မြို့ရဲ့အနောက်မြောက်ဘက်မှာရှိတယ်အဲ့ဒီဂိတ်ကနေလမ်းတိုင်းတဲ့တဲ့ဆက်သွားရင်မြို့ရဲ့အချက်ချာကျဆုံးနေရဖြစ်တဲ့ Agora စုရက်ကိုရောက်ပါတယ် Agora ဆိုတာကတော့အများပြည်သူပိုင်းနေရာပေါ့မြို့ရဲ့အရေးကြီးတဲ့ကြေညာချက်တွေလည်းအဲ့ဒီမှာကြေညာတယ်နိုင်ငံရေးကိစ္စတွေဆွေးနွေးတာတိုင်ပင်တာအသင်ဒီမိုကရေစီအရာမဲခွဲဆုံးဖြတ်တာနောက်ပြီးစစ်ထွက်ဖို့လူစုယုံတာတွေလည်းဒီနေရာမှာပဲလုပ်လို့ရှိပါတယ်။ဒါကြောင့်မို့လဲအဂိုရာကိုဒီမိုကရေစီမွေးဖွားရနေရအဖြစ်မှတ်ယူထားကြပါတယ်။အဲ့ဒီမှာဈေးဆိုင်တွေလည်းရှိတယ်။ကုန်သည်တွေလက်မှုပညာသည်တွေအယောင်းဝယ်လုပ်ကြတဲ့နေရာဆိုတော့မြို့ရဲ့အရေးပါတဲ့နေရာတစ်ခုပေါ့။စီတန်းလမ်းလျှောက်တဲ့ပွဲကဒပိုင်လွန်ဂိတ်ကနေစထွက်လာပြီးတော့အဂိုရာကိုဖြတ်ပြီးတော့မှ Acropolis တောင်ကုန်းပေါ်ကိုသွားကြတာပါ။နတ်ဘုရားကျောင်းကဘုန်းတော်ကြီးတွေနဲ့မြို့ရဲ့အရေးကြီးပုဂ္ဂိုလ်တွေဥဆောင်ပြီးမြို့သူမြို့သားတွေစီတန်းလျှောက်ကြတာပေါ့။စီတန်းတဲ့အခါမှာတော့ Eriforos လို့ခေါ်တဲ့အသက်9နှစ်ကနေ17နှစ်အရွယ်မိန်းကလေးတွေကအထူးရက်လုပ်ထားတဲ့ Pablos အသစ်ကိုတည်လာရပါတယ်။ Pablos ဆိုတာကတော့အဲ့ဒီခေတ်ကဂရိအမျိုးသမီးတွေဝတ်လို့ရှိတဲ့အဝတ်ပေါ့။ Eriforos ဖြစ်ဖို့အရွေးခံရတဲ့မိန်းကလေး2ယောက်ကကြတော့ Acropolis တောင်ကုန်းပေါ်မှာတစ်နှစ်ပတ်လုံးနေပြီးတော့ရက်ကန်းပညာသင်ယူရပါတယ်။ပြီးတော့မှ Pablos ကိုရက်လို့ရတာပါလူကြီးတွေရဲ့အကူအညီတော့ပါတာပေါ့လေနှစ်စဉ်ကျင်းပတဲ့လက်စားပန်နာသေနီယာပွဲတော်မှာဆိုအဲ့ဒီအဝတ်ကိုအရာတီယွန်ဖျားเจ้าမှာရှိတဲ့အသီနာတက်သားရုပ်တုမှာဝတ်ဆင်ပြီးလေရှိပါတယ်တဲ့ Greater Panathenea ပွဲမှာချုပ်တဲ့ဝတ်စုံကတော့ပိုကြီးပိုကောင်းပြီးတော့ပိုလဲလှပါတယ်ဒါကိုတော့ပါတီနွန်ကအသီနာရုပ်တုကြီးမှာဝတ်ဆင်ပေးတယ်လို့ဆိုကြပါတယ်ပွဲတော်မှာအသီနာကိုနွားအကောင်100နဲ့ရစ်ပူစော်တဲ့အလေးရှိပါတယ်တက်ရောက်ကြတဲ့သူတွေလည်းစားကြတောက်ကြတယ်ပေါ့လေအဲ့ဒါကြောင့်ပဲ Greek ပြက်ကလေးမှာဒီလကို Hackathon Bion လို့ခေါ်ပါတယ်နွားအကောင်100ရစ်ပူစော်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့